ရန်ကုန်မယန်းကုန်းမြို့နယ်တမိုင်းလမ်းစုံဝင်းကျင်မှာ2026ခုနှစ်ဇူလိုင်လ29ရက်နေ့မနက်2နာရီခန့်ကနေနေ့လယ်10နာရီကျော်တဲ့အထိစံချိန်တင်ရေကြီးနေပြီးအရှိကြဆုံးရေကြီးတဲ့ဖြစ်လာခဲ့ပါတယ်။ရန်ကုန်ဟာမိုးရွာရင်ရေကြီးတာမဆန်းတဲ့အခြေအနေဖြစ်ပေမဲ့မယန်းကုန်းမြို့နယ်ထက်ကတမိုင်းလမ်းစုံဗဟိုလမ်းဝင်းကျင်ကြိုက်ဝမ်းဖျားလမ်းဝင်းကျင်တွေမှာအဆိုးရွားဆုံးရေကြီးတာကိုခန်းစားခဲ့ကြရတာပါ8နာရီကျော်ကြာရေကြီးရေမြုပ်တဲ့အခြေအနေကစိုးရိမ်စရာမြင်ကွင်းဖြစ်နေပြီးရေနှုတ်မြောင်းတွေမကောင်းတာရေစီးကြောင်းတွာလာဖို့နေရာမရှိတာလူတွေအမိုက်စွန့်ပစ်တာတွေကရေကြီးတာကိုပိုဆိုးဝါးစေတဲ့အချက်ဖြစ်ပါတယ်ညလေပိုင်းကနေရေကြီးလာတာမနက်10နာရီအထိရေပြန်မကျသေးတာကြောင့်စံချိန်တင်ရေတင်လာလို့ဆိုနိုင်ပြီးမိုးနှောင်းပိုင်းကာလဆိုပိုပြီးဆိုးဝါးလာမဲ့အခြေအနေတွေလို့ဆိုရမှာပါမိုးရွာတာနဲ့ရေကြီးတာဟာတမိုင်းလမ်းစုံအတွက်နှစ်စဉ်မပြတ်ကြုံနေရတဲ့အရာဖြစ်ပေမဲ့လက်ရှိရေကြီးမှုဟာအတော်များသလိုတော်တော်နဲ့ပြန်မကျတာကြောင့်ဒေသခံတွေတွာလာရေးခက်ခဲကြရတဲ့အထိဖြစ်ခဲ့ပါတယ်အင်းစိန်ဖက်မှာလည်းစံချိန်တင်ရေကြီးနေပြီးမြင်းကြီးထက်တွေရေဝင်နေတဲ့အထိများတာကြောင့်လည်းနေထိုင်သူတွေအရေးပေါ်ရွှေ့ပြောင်းကြရသလိုတွာလာရေးပါခက်ခဲကြတဲ့အထိဖြစ်ခဲ့ကြရပါတယ်ရန်ကုန်မှာအခုလိုရေမြုပ်တဲ့ဖြစ်စဉ်တွေဟာရေမြောင်းတွေချောင်းတွေကျိုးတင်ဆယ်တင်ရမှာဖြစ်ပေမဲ့အလုံးမလုံးကြတာကြောင့်အခုလိုဖြစ်လာရတာဖြစ်ပြီးကျိုးတင်ပြင်ဆင်မှုမရှိခြင်းရဲ့အကျိုးဆက်ပဲဖြစ်ပါတယ်ပညာရှင်တွေသာစီမံခန့်ခွဲနေရင်ရန်ကုန်ဟာရေမြုပ်တဲ့ဖြစ်စဉ်ကနေကာကွယ်နိုင်မှာဖြစ်ပေမဲ့စစ်အုပ်စုဟာမျိုးပြဖွံ့ဖြိုးရေးစီမံကိန်းတွေမလုံဆောင်တဲ့အကျိုးဆက်ဟာအခုလိုရေကြီးတဲ့ဒဏ်ပိုခံစားကြရတာပါ